ရနောက်ဒီနေရာလေးဟာဒီလိုရှင်တန်းနေစေပါနောင်တွေမှာလည်းဆုံးရင်ရှိတော့ပါတော်ဘူးရမြနေရာတိုင်းကိုဟာရှာဖွေကြည့်စေပါရန်ကုန်မြို့လေးတွေကကိုဆောက်ရပါဆောက်ရပါမနောင်နဲ့ဒီရောက်ကိုဆောက်နေဖို့အတွက်ရန်ကုန်ဟာပိုကျလာသလိုပဲမင်းစိတ်နဲ့သက်ရှင်တဲ့ကောင်ရှေ့ဆက်ဖို့ဘလို့လွယ်မှလဲမင်းရှိရတဲ့စက္ကန့်တော့အဆင်မပြေဘူးဆိုတာကိုတကယ်မညာခဲ့အရင်လိုနေ့လေစားတူတူစားဖို့မင်းကြိုက်တဲ့ဟင်းတွေပိုဝယ်လာစေအခုဆိုသူလဲစင်ပြင်းနေတော့ပါပြီသူ့လိုလူနဲ့မင်းစိတ်နဲ့တစ်ထက်ထဲကြနိုင်မဲ့သူမင်းကဘူးဆိုဘူးပဲကြိုက်တီးရိုးဖျားအတူတူသွားပူပြီးကုသိုလ်ယူခဲ့ငါမှတော့မင်းနဲ့လက်ထပ်ဖို့မုံဘိုးတွေစုလို့ငါပေါ်ပါလို့ပြောင်းလဲသွားလဲငါရှင်နေပြီးအတွေ့တက်မင်းကြောင်းနေတွေ့ပြီးဆွေထက်ဟိုဝေးကိုငေးပြီးတွေ့လျက်ချိန်နေကနေပြီးရှင်းဆက်တန်ရာတွေစင်ရှိတွေ့ပြက်ဒီနေ့ရဲ့ဆောင်းကဒုံရောက်ဆက်ဆက်ရေးလို့ AD အဆက်မတရားတွေဖက်ဆက်လည်းမရလို့ပြန်ပြန်လက်ခတ်တဲ့လွယ်များနေတွေညတွေပြောင်းလဲသွားတာခုဆိုဆက်သွယ်လည်းမရတော့မင်းပြုံးလေးတစ်ချက်ကကိုဘွားရှေ့ဆက်ဖို့အသက်ကဲမဲ့ရရန်ကုန်ဟာပြန်ဆုံးဖို့ခက်လဲအခုဒီကတ်တွေဆဲပါမရှိရနောက်ဒီရလေးဟာဒီလိုရှင်တန်းနေစေပါနောင်တွေမှာလည်းဆုံးရင်ရှိတော့ပါရှာဖွေကြည့်စေပါရန်ကုန်မြို့လေးတွေကကိုဆောက်ရပါဆောက်ရပါရဲ့ပြင်ကြီးကိုငေးကြည့်ပြီးတယောက်တည်းစကားတွေပြောငါနားမနေချင်တော့တဲ့သူလဲဝေကြီးကိုသွားပြီးတော့တန်ရောတဲ့တွေလဲထားမနေတော့ခမားတို့ချိုးတယ်ပြောတဲ့ချစ်ဆိုတာကြီးကငါတယောက်တည်းတီးတဲ့လာခါနေရောဟိုရဲ့လုံးမတရားတွေတွေ့ပြီးတော့မချီနူးဖြစ်တော့တကယ်ပြောတာမင်းစီလဲငိုယိုပြီးဖုန်းတွေမဆက်ဖြစ်တော့ဘူးနှစ်ယောက်တူရိုက်ခဲ့တဲ့ဓာတ်ပုံတွေလဲပြန်ပြီးငါမချီဖြစ်တော့ဘူးဝေးရမချင်းရောက်ပြီးထိုးကြောက်တုံးနှစ်ယောက်ဒီဓာတ်ပုံမနေတင်တော့ဘူးမင်းတည်ရဲ့လားမင်းရှိရဲ့ဘွားလင်းရှိတဲ့ညာဖြတ်မရတဲ့တန်ရောတင်ချိုးတွေငါပတ်ကတင်းကြီးတွေ့ထားလဲမင်းဘက်ကညင်းမိပဲချခဲ့ဟိုရင်လိုညဘက်အိမ်မပြောရင်ချီဖို့ကိုရီးယားကားလေးတွေစုပေးထားတာမင်းတီးခဲ့ကတရားကြောင့်တယောက်ကြီးခွဲရလဲရင်ခုန်တဲ့တွေဟောင်းမနေခဲ့ပါမင်းခုချိန်ရောက်နေတဲ့နေရာကပြန်လာဖို့စုတွေတောင်းနေတဲ့ငါလမ်းခွဲဖို့ကြောင်းတွေပဲရှာပြီးချေရတွေဖြောင်းနေခဲ့တာရန်ကုန်ဟာပြန်ဆုံးဖို့ခက်လဲအခုတီဆောင်နေသေးပါဒီနေရာလေးဟာဒီလိုရှင်တန်းနေစေပါနောင်တွေမှာလဲဆုံးရင်ရှိတော့ပါရှာဖွေကြည့်စေပါရန်ကုန်မြို့လေးတွေကကိုဆောက်ရပါဆောက်ရပါပြောသမျှစကားတွေပြောက်ကွယ်ကိုတို့တို့ပြတဲ့ထမကမင်းကိုလမ်းလေမင်းမမြင်နိုင်မရှိရနောက်ဒီနေရာလေးဟာဒီလိုရှင်တန်းနေစေပါနောင်တွေမှာလဲဆုံးရင်ရှိတော့ပါ